ဟိုရှေရှေတုန်းကတောဇက်နာကရွာကလေးတစ်ရွာမှာမောင်မိတ်ဆိုတဲ့ရဲရင်နဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။တနေ့မှာတော့မောင်မိတ်ရဲ့အပွားဟာအပြင်းအထန်ဖျားနာပါတော့တယ်။ရွာကဆေးဆရာကြီးကဒီယောဂပျောက်ဖို့ဆိုရင်မြူနင်းတောင်ဘိုးကအံ့ဖွယ်ဆေးမြစ်ကိုရှာရမယ်လို့ပြောလိုက်ပါတယ်။မောင်မိတ်ဟာသူ့အဖွားအတွက်အဲ့ဒီဆေးမြစ်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။မောင်မိတ်ဟာလွယ်ဤကလေးကိုလွယ်ပြီးတောနဲ့ထဲကိုထွက်လာခဲ့ပါတယ်။တောတဲ့ရောက်တော့တစ်ပင်တပင်ပေါ်မှာချစ်ကြကောင်းတဲ့ရှင်ကလေးချစ်တေနဲ့တွေ့ပါတယ်။မောင်မိတ်မင်းပေသွားမလို့လဲလို့ချစ်တေကမေးပါတယ်။မောင်မိတ်ကအဖွားအတွက်ဆေးမြစ်ရှာမယ်အကြောင်းပြောပြတဲ့အခါချစ်တေကလမ်းပြပေးမယ်လို့ကတိပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ရှောက်လာရင်းနဲ့အလွန်ကျဲပြီးရေစည်းတန်တဲ့မြစ်ကြီးတစ်စင်းကိုရောက်လာပါတယ်။တရားလည်းမရှိတာမို့မောင်မိတ်ဘလို့ကူးရမလဲစဉ်းစားနေတော့ရေထဲကနေလိတ်ကြီးဥကုံကြီးထွက်လာပါတယ်။ဥကုံကြီးကမောင်မိတ်ရဲ့စေတနာကိုသိတာကြောင့်မြစ်တစ်ဖက်ကန်းကိုကူးပေးဖို့သဘောတူလိုက်ပါတယ်။မောင်မိတ်ဟာလိတ်ကြီးဥကုံကြီးရဲ့ကြောပေါ်ကိုခွစီးပြီးမြစ်ကိုဖြတ်ကူးခဲ့ပါတယ်။ဥကုံကြီးကငါ့ကိုမြဲမြဲကင်ထားမောင်မိတ်ရေစည်းကတန်တယ်လို့တတိပေးပါတယ်။မောင်မိတ်ဟာလိတ်ကြီးရဲ့ကြောကွံကိုတင်းတင်းကြပ်ကြပ်စူပိုင်ထားရင်တစ်ဖက်ကန်းကိုအန်ဒီရဲ့ကင်းကင်းရောက်သွားပါတယ်။မြစ်ကိုဖြတ်ပြီးတဲ့နောက်မောင်မိတ်ဟာမြူနင်းတောင်ကြီးကိုရောက်လာပါတယ်။အဲ့ဒီမှာအယောင်အသွေးစုံလေးနဲ့ငှက်ကလေးကျင်းနီနဲ့တွေ့ပါတယ်။ကျင်းနီကတောင်ပေါ်လမ်းကမှားတတ်တယ်။ငါအပေါ်ကနေပြန်ပြီးလမ်းပြပေးမယ်လို့ပြောပြီးရှေ့ကနေပြန်တန်းသွားပါတယ်။တောင်ပေါ်ကိုတက်လီလေးမြူတွေကပိုထူးလာလီလေးပါပဲ။မောင်မိတ်ဟာရှေ့ကပြန်နေတဲ့ကျင်းနီရဲ့အတန်ကိုနားဆွင့်ရင်းခက်ခက်ခဲခဲတက်ခဲ့ရပါတယ်။လမ်းမှာချော်လဲမလို့ဖိခဲ့ပေမဲ့အဖွားကိုတတိရပြီးအားတင်းကဆက်လျှော့ခဲပါတယ်။နောက်ဆုံးမှာတော့မောင်မိတ်ဟာတောင်တိတ်နားကဂူးတစ်ခုတည်းကိုရောက်သွားပါတယ်။အဲ့ဒီဂူထဲမှာတော့အလင်းရောင်တွေတစ်ဖြက်ဖြက်ထွက်နေတဲ့ဆေးမြစ်ကလေးကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဆေးမြစ်ဒီမှာတော့တောဆောင်နဲ့အဘိုးအိုဘိုးတော်ကထိုင်နေပါတယ်။မောင်မိတ်ဟာဘိုးတော်ကိုရိုးရိုးတေးတေးကာရဝတ်ပြုတ်လိုက်ပါတယ်။အဖိုးခမညာကျွန်တော်အဖွာနေပြန်ကောင်းဖို့အတွက်ဒီဆေးမြစ်ကိုပေးသနာပါလို့တောင်းပန်ပါတယ်။ဘိုးတော်ကမောင်မိတ်ကိုတေးချကြည့်ပြီးမင်းရဲ့စိတ်ထားကတကယ့်ကိုစင်ကြဲတာပဲဒီဆေးမြစ်ကိုယူနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။ဘိုးတော်ကတောက်ပနေတဲ့ဆေးမြစ်ကိုမောင်မိတ်လက်ထဲထည့်ပေးလိုက်ပါတယ်။ဒီဆေးမြစ်ကိုအမြန်ဆုံးယူသွားပြီးအဖွားကိုတိုက်ကျွေးလိုက်ပါလို့မှာကြားလိုက်ပါတယ်။မောင်မိတ်ဟာဝမ်းသာအားရနဲ့ဘိုးတော်ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။မောင်မိတ်ဟာရွာကိုအမြန်ဆုံးပြန်လာခဲ့ပါတယ်။ဆေးမြစ်ကိုအဖွားကိုတိုက်ကျွေးလိုက်တဲ့အခါခဏအတွင်းမှာပဲအဖွားဟာလန်းလန်းဆန်းဆန်းနဲ့ပြန်လေကျမ်းမာလာပါတော့တယ်။ရွာသူရွာသားအားလုံးကမောင်မိတ်ရဲ့ရဲရင်မှုနဲ့တိတက်မှုကိုချီးကျူးခဲ့ကြပြီးသူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။